မင်္ဂလာပါရှင်အမှန်ကလူချင်တွေကနေကြိုဆိုလိုက်ပါတယ်ရှင်ယခုပြပြမယ့်ပုံမြင်လေးကတော့ဘဝမိသွားသောမဟင်မာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဟိုးရှိတုန်းကဘာရနဒီပြည်မှာဘယင်းတစ်ပါးအုပ်ချုပ်ခဲ့တဲ့အဲ့ဒီ news ရဲ့စီးရဲလေးမှာမဟင်မာဆိုတဲ့မျိုးသမီးလေးကယူသားစာနဲ့ဒီတီးကိုရောင်းချပြီးတော့အသက်မွေးရကြောင်းပြုပါတယ်မဟင်မာဟာချူသားတဲ့ပြုံးကြီးတွေနဲ့နေ့တိုင်းတီးတွေကိုရောင်းနေဒီနေ့မှာဘယင်းကြီးကအပြင်းဝတ်စုံဝတ်ပြီးတော့မြို့ရဲ့ဈေးတွေမှာလက်ပတ်ကြည့်ရှုခဲ့တယ်။ချူသားတဲ့အပြုံးနေနဲ့ဈေးရောက်နေတဲ့မဟိမာလေးကိုဘယင်းကြီးကတူးသွားပါတော့တယ်။အတီးတွေဝေကြပါအောင်လဲလဲဆွဆွပင်တော့တီးလေးတွေကအတီးတွေကဘလို့ရောင်းတော့အခုတော့ရေးအတီးတွေကတလုံးကိုနှစ်ချက်ပါအခုတော့ရွမေးဆိုရင်သုံးလုံးကိုအားချက်နဲ့ထားပြီးမယ်နော်ဘယင်းကြီးကမဟိမာလေးရဲ့စိတ်ထားကိုသဘောကျသွားပါတော့တယ်။နောက်ရက်ဒီမှာလည်းမဟိမာလေးရှိမှဘယင်းကြီးကနေတိုင်းအသေးနာဝဲနေတော့တယ်။ဘယင်းကြီးကမဟိမာလေးကိုမိဖုရားမြောက်လိုက်ပါတော့တယ်။မဟိမာလေးကဘယင်းမဖြစ်ပြီးတော့ရွှေရီမူရီနဲ့နန်းတော်မှာဖြော့ရွှင်စွာနေထိုင်နေတော့တယ်။ဒီလိုနဲ့အချိန်ကြီးကြာသွားတော့သူဟာဈေးတဲ့ဘဝကိုမိသွားတော့တယ်။ဒီနေ့မှာတော့ဘယင်းကြီးနဲ့မဟိမာလေးဟာနန်းတော်ရှိမှလဲလှယ်ကြည့်ရှုနေခဲ့တယ်။နန်းတော်ရှိမှဈေးရောက်နေတဲ့အသီးတွေကိုတွေ့တော့ဘယင်းမကြီးကပြောလိုက်တယ်။နာတီးလို့အတန်းနေဈေးရောက်တဲ့တန်းနေငါမကြားချင်ဘူး။ဒီနေ့ကစပြီးငါရဲ့နန်းတော်ရှိမှဈေးတွေကိုမထွက်ခိုင်းပါနဲ့လို့ဒီစကားကိုကြားတော့ဘယင်းကြီးကတော်တော်အံ့ဩသွားခဲ့တယ်။မင်းလည်းတချင်ကဈေးတယ်မဟုတ်ဘူးလား။ဟုတ်ပါတယ်။အခုတော့ဘယင်းမတယောက်ဖြစ်နေပြီလေလူတယောက်ကဘလောက်ပဲကြောင်းလေပြီးတော့ကျိုးချွန်သွားပါစီကိုလာခဲ့တဲ့ဘဝကိုဘယ်တော့မှမမိရဘူးဒီစကားကိုကြားတော့ဘယင်းမကြီးကနောင်နှရပါတော့တယ်ကျမအဒီနေ့ကစပြီးတော့ဈေးတွေကိုပြင်ပြီးတော့ဈေးရောင်းခွင့်ပြင်ပြလိုက်ပါမယ်နောက်တနေ့မနက်မှာဘယင်းမကဈေးရောက်နေဈေးတင်မလေးကိုပြောလိုက်တယ်မင်းလေးအားမငယ်ပါနဲ့ငါလေးထားမယ်ဒီဈေးတဲ့ဘဝကနေဘယင်းမတယောက်ဖြစ်လာတာပါယူသားကျူးစားတဲ့စီထားလေးနဲ့မမှန်ကန်ကန်နေတဲ့စီထားလေးထားရင်ဘဝဟာတိုးတက်အောင်မြင်လာပါလိမ့်မယ်ဒီနေ့ကစပြီးဘယင်းမလည်းစီးရဲတဲ့ပြည်သူတွေကိုခုနေတဲ့ဘယင်းမကောင်းတရားဖြစ်လာပါတော့တယ်ကလေးတို့ရေဘလောက်ပဲနင်းရတဲ့ဘဝကိုရောက်သွားပါစေခုလာခဲ့တဲ့ဘဝကိုတော့ဘယ်တော့မှမမေ့တင်ဘူးနော်နောက်ထပ်လည်းပုံမြင်ကောင်းလေးတွေကိုတင်ဆက်ပေးမှာမို့လို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးနော်